ကျမ်းမာတော်မူကြပါစားခင်ဗျာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကျွန်တော်တိုက်ခိုက်တဲ့လူတွေကလည်းခွေးလိုပဲသူတို့အုံလိုက်ချင်းလိုက်ကိုဝိုင်းကြိုက်တာပြောလိုက်ရင်တော့သူတို့ပဲဘယ်လောက်ဒီလောက်ဘယ်လောက်ဒီလောက်ဆိုတော့လောက်တဲ့လူတွေကမနေပါဘူးဗျာလောက်တဲ့လူတွေကတင်တာပေါ့မဟုတ်လားတကယ်ရုပ်ပြပြီးတော့တကယ်လောက်တဲ့လူတွေကတင်ရဲတယ်အဲ့ဒါမှလည်းတိုင်းပြည်ကဒီတက်မတော်ကိုချစ်တယ်နိုင်ငံတော်ကိုချစ်တယ်လူမျိုးတွေပါညာအဲ့လိုတင်ရင်းနဲ့မှ तू ကတိမှာလေမဟုတ်လားအဲ့လိုမတင်မဲနဲ့သူတို့တိတ်ဆိုတာတော့မဖြစ်နိုင်ဘူးအဲ့လိုကျွန်တော်အခုကအွန်လိုင်းကျင်းလိုက်ခွေးလိုပဲဝိုင်းကိုင်နေကြတော့ဒီလေနောက်ဆုံးမှကျွန်တော်ပြောမယ်ပေါ့နော်လက်ရှိအခုစပြောမှာတော့ကျွန်တော်ဖားကန်ပေါ့နော်ဖားကန်တဲ့င်းနေတခါတလေကြတော့လူတွေကျွန်တော်ကိုကြည့်မရတာများလာတာကကျွန်တော်ကအမှန်တရားကိုနည်းနည်းများများပြောပြီးတယ်နော်ပြောပြီးတော့တည်င်းကတည်င်းအချက်လက်ကအဒီကိုစောဘုန်းကြီးဆိုတာတော့ line ပေါ်မှာနှစ်ဖက်ကိုသူမျက်မှတ်တာတော့သူကပြောရေးတယ်နော်တကယ်တမ်းကျရင်ကိုစောဘုန်းကြီးကဘောမတက်မတော်ချင်းမြတ်နိုးသူတက်မတော်မိသားစုပေါ်မှာသူထားတဲ့စိတ်ကခင်ဗျာအနီအားပေးထောက်ခံသူလည်းသိတယ် PDF အားပေးထောက်ခံသူတွေလည်းသိတယ်တပုံအကျန်းပဲလက်နဲ့ကင်တောင်းချမ်းသူတပုံတွေလည်းသိတယ်နော်ကျွန်တော်ကြောင့်အကျန်းပဲလက်နဲ့ကင်တောင်းချမ်းသူတပုံတွေသိသွားတာလည်းအများကြီးပဲနော်ကျွန်တော်တို့သတင်းပေးလို့နော်တပုံသတင်းပေးလို့ဆိုပြီးတော့နောင်ချိုးမှာမြေစင်းရအကိုကြီးတွေသိသွားတယ်ကျန်တဲ့လူတွေကကျွန်တော်သိတဲ့လူပဲပြောလို့ရတာလေကြံခဲ့တဲ့လူတွေဆက်ပြောလို့မရသေးဘူးလေနော်အဲ့တော့သတင်းရဲ့ချက်လက်ကရတော့ဥပမာတစ်ခုပေါ့ဗျာကျွန်တော်ကအဘာကကြုတ်ကြီးကနေစပြီးတော့မှအောက်ခြေစစ်သည်စစ်သားအထိရဲတပ်ဖွဲ့ဝင်တွေအထိပြည်သူစစ်အဖွဲ့တွေအထိပြီးလို့ရှိရင်ကျွန်တော်တို့ဝင်ကြီးဌာနလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေအားလုံးနော်အစင်းစင်ရှိတယ်နော်အဲ့ဒါတွေအားလုံးကိုပြောနေရတာကဒါရအမှန်တရားတွေအဲ့လိုပြောမှလဲနော်အမှန်တရားကိုဖော်ထုတ်နိုင်မှလဲကျွန်တော်တို့ကဒီအကိုကနော်တက်မတော်ဘက်မှာဆိုရင်လဲတက်မတော်ကမဖြစ်တဲ့လူကိုပြောပေးတယ်ဝင်ကြီးဌာနအဆင့်ကိုလည်းပြောပေးတယ်ပြည်သူဘက်ကမကောင်းတာကိုလည်းပြည်သူကိုပြောတယ်အကြက်ပဲလက်နဲ့ကင်တောင်းချမ်းသူတပုံကနေပြီးတော့မှနော်သတင်းရတဲ့သတင်းတွေကိုလည်းတက်မတော်ကိုပြန်ပေးတယ်အဲ့တော့အဓိကကျွန်တော်တို့နိုင်ငံမငြိမ်မသက်ဖြစ်နေတာကဒီအကြမ်းဖက်လက်နက်ကင်တောင်းချမ်းသူတပုံရဲ့နော်ဒီ PDF ရဲ့လက်သုံးချောင်းထောင်နဲ့အနီအားပေးအုပ်စုနဲ့ကျွန်တော်တို့ကထိတ်တိုက်ဖြစ်တာပေါ့အဓိက PDF ပါလို့ဖြစ်တာလေအဲ့ဒီအချိန်မှာဒီအနီအားပေးထောက်ခံသူကောဟောနော်တခြားသောဒီ NLD ပေါ့နည်းနည်းအစွန်းရောက်တဲ့အခုလိုလိန်ကြီးပေါ်ကနေပြီးတော့လိန်ဗာလဲဖုန်းအတန်ပိတ်တာဆိုင်းလန့်လုပ်ထားတာ live တွင်သူတို့ကဖုန်းကဆက်ပြီးနှောက်ရှက်ပြီးအဲ့တော့အနီအားပေးထောက်ခံသူတွေအခုလိန်ရင်ပေါ်ကနေဆောင်းပေါက်ကြီးနဲ့ဖွင့်ပြီးတော့ဘုံကျဲသွားတယ်လို့ပါတော့အဲ့လိုမျိုးကြတော့ကိုကပြန်ပြီးတော့မှဒါခြေပနိုင်ရမယ်လေနော်အဲ့လိုကြတော့ပြောချင်တာတစ်ဖက်တည်းကိုအဘကကြိုကြီးကောင်းပါတယ်လို့တက်မတော်ကကောင်းပါတယ်လို့နော်ရဲတပ်ဖွဲ့ဝင်တွေအကုန်ကောင်းပါတယ်လို့ဝင်ကြီးဌာနတွေအကုန်ကောင်းပါတယ်လို့ဆိုရင်ခင်ဗျားတို့နိုင်ငံအတွက်တိုင်းပြည်အတွက်လူမျိုးအတွက်အရေးကြီးတဲ့ဒီနိုင်ငံကိုပြုပြင်ပြောင်းလဲဖို့အတွက်တရင်တွေဘယ်ကနေရမှာလဲနော်ခင်ဗျားတို့ဘယ်သူမှတရင်မပေးဘူးနော်မပေးဘူးဘာလို့လဲဆိုတော့ခင်ဗျားတို့ကကိုကျိုးအတ္တတွေနဲ့လူကြီးတယောက်ရဲ့နော်အဖွဲ့အစည်းတစ်ခုရဲ့လူကြီးတယောက်ရဲ့ဘောမမယ်အဖွဲ့အစည်းတစ်ခုရဲ့လုံးမှာရှိနေတဲ့လူတွေအားလုံးကိုကြောက်ပြီးမပြောရဲနဲ့ဘောမမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ဘယ်လိုကောင်းသားမှာလဲနော်ကျွန်တော်တို့တိုင်းပြည်မှာအစင်းစင်းနှစ်ပေါင်းမြောက်များစွာမှာနော်ဒီတက်မတော်တလောက်ထိကောင်းအောင်လုပ်ပေးလာတာတော့မှမကောင်းမြင်ကြတဲ့ပြည်သူတွေလည်းရှိတယ်အခုချိန်မှာကတော့တက်မတော်ကိုချစ်အောင်ရဲတပ်ဖွဲ့ဝင်တွေကိုချစ်အောင်ပြည်သူစစ်တွေကိုချစ်အောင်နော်ဝင်ကြီးဌာနအစင်းစင်းရလူတွေကို
ချစ်ခင်အောင်ပြည်သူလူထုကယုံကြည်လာအောင်ကိုးစားလာအောင်လုပ်ရမယ့်အချိန်နဲ့ဖြစ်နေလို့ခင်ဗျားတို့မထင်နဲ့နော်တက်မတော်ကာကွယ်ဦးစီးချုပ်ဆိုတာက DSA တက်ပြီးတော့မှတက်မတော်ကာကွယ်ဦးစီးချုပ်ဖြစ်သွားတာသူအကုန်သိတယ်အောက်မှာတချို့တော့အစင်းစင်းလိန်နေတာတွေနော်အဂရိလှုပ်ရှားနေတာတွေဝန်ထမ်းဌာနတွေအကျင့်ပြတ်ချစားနေတာတွေ तू သိတယ်ဒါပေမဲ့ तू လှုပ်လို့မရဘူးလှုပ်လို့မရတာဘာလို့လဲတည်င်းအချက်လက်တွေခိုင်မာမှုမရှိလို့နော်တည်င်းအချက်လက်တွေပေးမဲ့လူပြောမဲ့လူမရှိလို့နော်အားလုံးအဆင်ပြေပါတယ်တို့အားလုံးကောင်းပါတယ်တို့ဟုတ်လားခင်ဗျားတို့ကျွန်တော်ရှိရနေတည်င်းကမမှန်ဘူးဆိုရင်ကျွန်တော်ရမခမကြခင်ကျွန်တော်ဘာတွေပြောခဲ့လဲတမိုင်းရှိတယ်နော်နမခတို့ဟိုနခခငါအန်းတို့မဖြစ်ခင်နော်ဒီအခုနောင်ချိုတို့တီဘောတို့ကြောင်မဲတို့မဖြစ်ခင်နေမှာနော်အများကြီးတချို့ဘက်ဆိုရင်တိတ်လက်လန်းမိတာနဲတယ်ကြရားဘက်တို့ဘာလို့ဆိုရင်နော်ရခိုင်ဘက်တို့အခုဗမော်ဘက်တို့နော်ဘိုးချုံမူကြီးတော်မှာဖုံးဆက်တာတော်မှာလိမ့်နေအစင်ပြေပါတယ်တို့ဘာလို့ဒါတွေကခမားတို့ကထင်တာကခမားတို့ကိုကျွန်တော်ကဘဒူးမှမတိုက်ခိုက်ဘူးခင်ဗျားတို့ကကျွန်တော်ကိုကြည်ပြီးတော့မှမနာလိုတာလားမရှူးစိတ်ဖြစ်တာလားကျွန်တော်လည်းနားမလဲဘူးခင်ဗျားတို့ကိုယ်တိုင်လည်းအဲ့လိုသတင်းတွေလှုပ်လားဆိုတော့မလှုပ်ဘူးခင်ဗျားတို့နော်မလှုပ်နိုင်ဘူးနော်မလှုပ်နိုင်ခဲ့ဘူးဒီအခုအမြန်လန်း3-8တက်တဲ့ဖြစ်စဉ်တွေနော်ဟိုတလောမှာအမြန်လန်းဆို3-5ပေါ့အဲ့လိုမျိုးဟိုမှာရဲမင်းလမ်းရဲမင်းကောက်ဖြစ်စဉ်တွေ expect ကောက်ပရိသာဝင်တက်ချွေတဲ့ဟာတွေနော်ဒီကြားထဲမှာဟိုဒီအခုကျွန်တော်တို့ရှမ်းမြောက်ဆိုတာတော့ကျွန်တော်မပြောတော့တာပေါ့နော်ဒီ30တို့30တို့တောင်းခမ်းတို့နောင်ချိုတို့သတင်းတွေနော်မပြောတော့ဘူးအောက်ကနေပဲတောက်လျှောက်ပို့ပေးပြီးတော့မှလိုအပ်တဲ့အချိန်ကြာမှမလုံတော့တဲ့အချိန်ကြာမှអော်တာနော်အဲ့တော့ခမားတို့ကတခုရှိတာရွှေတဘုံဘုရားဖူးတာချင်းအတူတူခမားတို့ကခမားတို့တောင်ဘက်မုတ်ကပဲတက်မြောက်ဘက်မုတ်ကပဲတက်အရှေ့ဘက်မုတ်ကပဲတက်အနောက်ဘက်မုတ်ကပဲတက်အဓိကရွှေတဘုံဘုရားကိုဖူးမြော်ဖို့ပဲမဟုတ်ဘူးလားဟမ်ဖျားဖူးတဲ့လူချင်းအတူတူကိုခင်ဗျားတို့လိုက်တိုက်ခိုက်တာနော်ခင်ဗျားတို့ဟိုဘက်က NLD 9နှစ်တက်တန်းမှာဒေါ်စုကြည်ကိုအားပေးထောက်ခံတဲ့လူကငကိုရီးယားမှာဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ပုံရိပ်ရှိတာနော်ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ပုံရိပ်ရှိတော့ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုပြီးတော့မှနိုင်ငံရေးမိုက်တိုက်ခံရတဲ့ကျွန်တော်တို့တောသူတောင်သားလက်လုံလက်စားကျွန်တော်တို့ဗမာလူမျိုးတွေနော်အဲ့ဒီဗမာလူမျိုးတွေတောသူတောင်သားလက်လုံလက်စားတွေကိုဒီတက်မတော်ကိုမုံတီးအောင်အကြိမ်ကြိမ်တွေးခွဲပြီးတော့တက်ရှူခဲ့တာနော်အဲ့ဒီလူတွေက2015ခုနှစ်နဲ့2020ခုနှစ်မှာမဲရွေးကောက်ပွဲမှာနော်မတိုင်ခင်မှာစံလေးပေးစီလေးပေးစားလေးပေးအောက်ကနေနော်ဟိုလိုဒီလိုနဲ့အနှစ်မပါတဲ့ပေါ့ဗျာနော်အနှစ်မပါတဲ့စကားအနှစ်မပါတဲ့လောက်ရက်တရားနေပြီးတော့မှနော်ကျွန်တော်တို့ပြည်သူကိုဂျင်းထက်ခံလိုက်ရလို့ကျွန်တော်တို့တိုင်းပြည်ပြတ်သွားတာကိုခင်ဗျားတို့အခုဒီဘက်အစိုးရဒါအစိုးရဆိုတာကခင်ဗျားတို့ပြောမယ်နော်အာဏာထိန်းထားတာအိမ်ဆောင်အစိုးရယာယီသမရနော်တရားဝင်အစိုးရမဟုတ်သေးဘူးခင်ဗျားတို့ဘောစွန်းမပြီးတော့တိုင်းပြည်ကိုပြုပြင်ပြောင်းလဲမဲ့မကြံမဲနဲ့ငါတို့ရဲ့အဖပါတို့ငါတို့ကောင်းပါတယ်လို့ဝန်ထမ်းတွေခင်ဗျားတို့ကမခံစားဘူးတာနော်ပြည်သူကြားနဲ့ဝန်ထမ်းကြားမှာနော်ပြည်သူနဲ့ဝန်ထမ်းကြားမှာဘယ်အားနည်းချက်ရှိလဲဘယ်အားသာချက်ရှိလဲနော်ဒါဟုတမကြနဲ့ရဲတင်းတင်းနဲ့ပြောရဲဆိုရဲခင်ဗျားတို့ဘယ်နှခါပြောလဲနော်ဘယ်နှခါပြောလဲနော်မပြောဘူးအခုအဘကာချုပ်ကြီးကောင်းပါတယ်အဘကာချုပ်ကြီးကောင်းပါအဘကာချုပ်ကြီးလည်းကျုပ်တခါမှမဆဲဘူးခင်ဗျားတို့ပဲဖျက်ညက်ကတ်တွေလိုက်လို့နေတာနော်အနာရှိဆဲလို့ကျွန်တော်နာမည်တက်ပြီးဆဲဘူးတဲ့လူရှိရင်ပြောသမ်းပါနော်အနာရှိဆက်လို့ပဲကျွန်တော်ကပြောတာဘာလို့လဲဆိုတော့ခင်ဗျားတို့မြင်ကြည့်လေရခိုင်နမခထဲမှာတင်မော်ကြီးတစ်စီးလုံးကိုလူအယောက်900ကျော်ဘုံကျဲပြီးတော့အသေးခံလိုက်ရတာရမကအရှင်းမြောက်တိုင်းစစ်တပ်တန်းချုပ်လာချိုးမှာတက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေနော်
အရက်သားပြည်သူတွေအိုးမဲအိမ်မဲနဲ့ဖြစ်သွားပြီးတော့မှတိုင်းပြည်ဒီလိုကစင်ကလျာဖြစ်သွားတာပြောသိပြောလိုက်တာတော့ပြောရမှာပေါ့ဒီလိုတိုင်းပြည်ဒီလိုဖြစ်နေပါတယ်ဆိုနေမှမြက်ပြူစိုက်တွေဆရာကြိုက်တွေဆိုတဲ့ဝန်ထမ်းစုပ်ဝန်ထမ်းရုပ်ဝန်ထမ်းပဲ့တွေကလည်းလောက်ကြတာဟုတ်လားခင်ဗျားတို့အဲ့ဒီအမှန်တရားကိုမမြင်နိုင်မဲနဲ့လူတူတယောက်တိုက်ခိုက်ခင်ဗျားတို့ကျွန်တော်ပြောပြီးပြီခင်ဗျားတို့ဘာမှကျွန်တော်ဝေဖန်စရာလည်းမလိုခင်ဗျားတို့လည်းကျွန်တော်တီလည်းမသိဘူးဝေလည်းမဝေဖန်ဘူးဖျားဘူးတာချင်းအတူတူကကုသိုလ်ရဖို့ဘူးတာပဲခင်ဗျားတို့ခင်ဗျားကြိုက်တဲ့မဟုတ်ကနေတက်ဟုတ်လားနော်ခင်ဗျားတို့အဲ့လိုကြောက်လည်းမဟုတ်ခင်ဗျားတို့ကပြီးလိုင်းပေါ်မှာစကားတွေကိုဟိုပြောဒီပြောတွေပြီးအတူတူသွားလူမလားဆိုတော့လေတရားမှမလာဘူးအတူတူသွားလူကြရအောင်နော်အလူမခံဘူးအတူတူသွားလူကြမယ်လားခမရပတ်စံ330ပါတယ်ကျုပ်က350ထုတ်မယ်နောက်တစ်ယောက်လည်းခုကျွန်တော်ဝေဖန်တိုက်ခိုက်330ထုတ်သွားလူမလားရှေ့တန်းရောက်တက်မလို့သားတွေကိုဘဒူးမှရှေ့တန်းရောက်စစ်သားတွေကလည်းအလူမခံဘူးဒါပေမဲ့ကိုယ့်ရဲ့အသိစိတ်နဲ့ကိုယ်အသွေးသားတွေကနေတော့ကိုယ်တက်မလို့သားလေးတွေကိုလူကျင်တဲ့စိတ်နဲ့သွားလူမလားဆိုတော့လေခမရတို့တရားမှမထွက်လာဘူးပြီးရင်လည်းခင်ဗျားတို့တက်မတော်ချစ်တဲ့နိုင်ငံရဲ့ငါတို့ကဘလို့သွားသွားတာပေါ့ခင်ဗျာဒီခင်ဗျားလက်ပံလာတို့တပိတ်ချင်းတို့စင်ကူးတို့မပြောနဲ့မင်းကုန်းစေတီပထိုးကြီးသွားလူခဲ့တာအဲ့ဒါကြရင်အဲ့ဒါအကိုရွှေမျိုးဝင်းကိုတော့ကျွန်တော်ကကျေးဇူးတင်တယ်ကိုကလည်းပြောတယ်ကျွန်တော်မှလည်းဒီလိုပြန်ပြောမှရမှာဖြစ်တဲ့အတွက်ပြောရတာဖြစ်တယ်နော်ဟိုပြောချင်တာကလေသူတို့ကကျွန်တော်ကြီးပဲစပြီးတိုက်ခိုက်လာတာအခုဆိုအဖွဲနဲ့ဂရုနဲ့ကိုတိုက်ခိုက်တာဂရုနဲ့တိုက်ခိုက်တာတယ်လီဂရမ်မှာဟောပဲနော်အကုန်လုံးဝိုင်းပြီးကျွန်တော်တစ်ချိန်နဲ့တုံတုံတွေကိုစော်တာဒီလူတွေဘလို့လူတွေလဲတော့ကျွန်တော်မသိဘူးပေါ့နော်အဲ့တော့ခင်ဗျားအဲ့ဒါကြီးမပြောနဲ့ကျုပ်ကစကိုင်းဆိုတဲ့နေရာမင်းကွန်းစေဒီပထိုးတော်ကြီးထိသွားရောက်လူတန်းခဲ့တယ်ကိုယ်နိုင်ငံဒီလိုဖြစ်တဲ့အချိန်မှာမလင်းနေလှုပ်ပြီဆိုတော့နော်ဟိုမှာတရားဥလို့ပါလို့ကျွန်တော်မသွားနိုင်လို့သွားပြီးတော့မှကျွန်တော်ရဲ့ဒီမှာညီငယ်ညီမတွေတူငယ်တူမငယ်တွေသွားပြီးတော့လူပေးခဲ့တယ်ဥပမာခင်ဗျားတို့ကပြောမှသိရမှာမို့လို့ပြောတာကိုကြီးတွေးစရာမလိုပါဘူးဗျာလိုင်းပေါ်မှာတင်ပြီးပြီဆိုရင်ဒါလူတိုင်းသိတယ်ဇော်ဘုန်းရဲ့အကြောင်းဒါပေမဲ့အဲ့လူတွေကိုခေါ်ချင်တာခင်ဗျားတို့အခုကျွန်တော်ကိုတတ်လို့လဲရတယ်ခင်ဗျားတို့ကခင်ဗျားတို့ကျွန်တော်မဖမ်းအောင်ပြောလို့လဲရတယ်ခင်ဗျားတို့နဲ့ကျွန်တော်နဲ့တစ်ခါတော့လက်တွဲပြီးတော့မှဟိုအခုတန်ဖိုးတို့ကြောင်မဲလေးတို့တောင်းခမ်းဘက်တို့သွားကြည့်မလားအခုခင်ဗျားတို့ကျွန်တော်တိုက်ခိုက်နေတဲ့လူတွေတယ်လီဂရမ်မှာလည်းရုပ်လည်းမပြအောင်နာမည်တွေတော့ကျွန်တော်ပါဇက်သနာလို့မပြောတော့ဘူးနော်မပြောတော့ဘူးနော်သတင်းသမားလို့ဘာလို့ကောင်းနေရလဲနော်ကျွန်တော်ကိုပဲရွေချက်ရှိနဲ့တိုက်ခိုက်ခဲ့တာနော်တိုက်ခိုက်ခဲ့တာကိုယ့်အဖြစ်ကိုမမြင်ဘူးနော်ကိုနေတဲ့နေရာထဲမှာနေပြီးတော့မှနော်အချင်းသေးပုံခွေးပြအောင်ပြောလို့ပြောလုံနဲ့ကိုယ့်ဟာကိုလမ်းဘေးရောက်သွားတာအဲ့ဒါနဲ့ဇော်ဘုံရင်မကြည့်တော့ဘောင်းစုံပြောတာနော်ဇော်ဘုံရင်ကြောင့်လိုက်လေးလာတာသူတို့မှမသိလို့သိရင်အလေသူတို့ပြောမှာဒါပေမဲ့မဟုတ်ဘဲနဲ့ပြောရင်တော့ဟိုတရားတော့ဆွဲခံရမှာပေါ့အခုလိုမျိုးပေါ့ကျွန်တော် MD1 PDF တို့ PDF ထောက်ဖို့တို့အမေကျွန်တော်နောက်ကလူတွေကိုလည်းစုံခုံဖွဲ့မယ်လို့ပါတို့မှတ်တောင်ထားရအောင်မယ်ကျွန်တော်ကဒီအရှိမနော်အမတီရသူရာကြီးတို့နော်ဟိုအစင်အဆက်ဒီမှာဟိုတာဝန်ထမ်းဆောင်သွားတဲ့ viewer မူကြီးတွေနဲ့လက်တွဲပြီးတော့မှနော်ကိုတက်နိုင်တာကိုလှုပ်လာခဲ့တာမင်းတို့ပြောစရာမလိုဘူးဒီမှာဒီပြင်ဦးတွေတက်နေမှာဗိုလ်ချုပ်အစင်အုပ်ချုပ်တာနော်ဗိုလ်မှူးချုပ်တော်မဟုတ်ဗိုလ်ချုပ်ဗျာဗိုလ်ချုပ်အဖွင့်နဲ့အုပ်ချုပ်တာနော်အဲ့တော့ကျတော့သတင်းတွေကိုဘယ်ရတဲ့သတင်းညာရတဲ့သတင်းနဲ့အဲ့တော့ခင်ဗျားတို့အခု998တို့989တို့နော်အဲ့ရတဲ့သတင်းတွေ998ဟိုတလောကတက်ကြသွားတယ်ဟုတ်လားမကြခင်3ရက်ပြောတယ်ဓမ္မ101ကလက်အောက်ခံတက်တွေပြန်တိုက်လို့ပြန်ရသွားတာ989တို့အခုဖလန်268ကျသွားတာဇော်ဘုံဘယ်လိုអော်ခဲ့လဲအဲ့268ကိုဇော်ဘုံဘယ်လိုပြောခဲ့လဲနော်နမခတိုင်းစီဦးစီးချုပ်ဗိုလ်ချုပ်ထားပါကြောတန်းလားသူတို့ဘယ်လိုစားနေရပြီရေမရှိတော့ဘူးတိုင်းထဲမှာဘယ်လိုဖြစ်နေပြီ
ကိုတက်မတော်သားတွေစေးဝါးနဲ့ဘလို့အောက်ကနေပို့တာနော်အပေါ်ကနေអော်တာမဟုတ်ဘူးဖြစ်ပြီးမှអော်ပေးလိုက်တာသိလားနော်အဲ့သတင်းတွေသိလားအဲ့ဒါဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်အပေါ်မှာမျက်နှာတတာနဲ့တမသမက်ကြနဲ့ပြောလို့နော်ပြောလို့អော်တာခင်ဗျားတို့မိသားစုမှမပါတာအဲ့တင်မောမှာတင်မောကြီးကိုဒုံမိုးကြီးကျဲခံရတာကလေးတွေရောလူရောက်900တေးတာဟမ်ဟိုရန်တိုင်းအောင်နားရမခမှာဆိုရင်လူရောက်60တပရိတ်တည်းတေသွားတာဒုံနဲ့အပေါ်ကနေပြစ်ကျဲပလိုက်တာနော်ခင်ဗျားတို့မိသားစုမပါတော့ခင်ဗျားတို့အခုလိုဘောမလို့ကောင်းတာဗောကျိုးတို့ကတိုင်းပြည်နိုင်ငံနဲ့တက်မတော်ကိုချစ်တာလေဂယုဏစိတ်နဲ့တချို့ຢာတွေမှာဆဲခဲ့တာရှိတယ်မဆဲဘူးမဟုတ်ဘူးလူကြီးတွေကိုဆဲတာမဟုတ်ဘူးနော်နာမည်တက်ပြီးတခုံးမှမဆဲဘူးနော်ခင်ဗျားတို့ကတော့ခင်ဗျားအခုအရက်တောင်းနေလေခင်ဗျားတို့တင်နေကျွန်တော်ပုံနေဟောတယ်လီဂရမ်မှာကျွန်တော်တွေ့တယ်ကျွန်တော်သူများလာပို့တယ်ခင်ဗျားတို့ကျွန်တော်အာယုံလည်းမရဘူးနော်ရင်လည်းမကုန်ဟိလည်းမတက်ဘူးဒီလုံးလုံးတယ်ဆိုတာအသက်သိမ်းမယ်ဆိုတာသိပြီးတော့အားလုံးစွန့်ပြီးလုံနေတာနော်အဖမ်းခံရဖို့တော့ကတော့ထဲ့ကိုမတော့တာရှင်းပြီလားနော်အခုဟိုနေ့ကကျောင်းလေးတင်ကရုံကျောင်းလေးရောက်သွားတယ်ကလေးတွေမိဘမဲ့ကလေးတွေစစ်ဆောင်ကလေး400ရှိတယ်ကျောင်းကိစ္စချက်ချင်းအကောင့်တွေပေါ်ပေးလိုက်တယ်အကောင့်တွေပေါ်ပေးတော့အခုဟိုလိတ်လာရွာမှာအခံပါတယ်တဲ့မနေ့ပြန်တဲ့တပတ်ခါလာမသိဘူးကျွန်တော်ဒီနေ့ပုံတဘူးဇာတာပရိတောက်ကြကလေးတွေကျောင်းရတော့မယ်ကျောင်းတက်ရတော့မယ်ကဲအထက်တန်းကျောင်းကိုနော်လက်ခံပါတယ်သူ့ရဲ့စင်းစရာနဲ့နော်သူ့ရဲ့အိမ်တော်သူစရာဘာလို့ရှိမှာပေါ့ဒါကတော့ကျောင်းဟိုဟာရောရှိလိမ့်မယ်ဘာကကျောင်းကိုကြတော့လာစစ်ပေးမယ်ဒီ toilet တွေရေချိုးတာတွေကျောင်းသူတွေနေတဲ့နေရာတွေကျောင်းသားတွေနေတဲ့နေရာတွေနောက်တော့မီးဖို့စဖို့ကျောင်းတွေဘလို့ချက်တယ်ဘလို့ပြုတယ်နော်ကျွန်တော်တို့ဟိုနေ့ကမှသွားလူလိုက်တယ်အခုဒီနေ့အကြောင်းပြန်လာတယ်ကိုစောဘုံဟေးအဲ့ဒါလည်းပြောရင်ကိုယ်သွေးလည်းပြောအဲ့လိုမျိုးမဟုတ်ဘူးအဲ့လိုပြောချင်တာမဟုတ်ဘူးကျွန်တော်ကပြောတာစကားကိုသွေးဝိုင်းမပြောတတ်တော့ဒီလိုပြောမိတာအဲ့ဒီကျောင်းလေးကိုသွားလူချင်လဲရတယ်တင်ကရုံကျောင်းလေးနော်တင်ကရုံကျောင်းဆိုတာရှိတယ်ပြင်ဦးလွင်ကနေသွားရင်တော့နိုင်ဝက်တော့မောင်းရမယ်ကျောင်းသူကျောင်းသားလေးတွေဒုက္ခရောက်နေတဲ့အခက်အခဲရှိတဲ့စာအုပ်ဘောပင်ပေရန်ခဲရန်နော်ကျောင်းစိမ်းအဝိစာဆရာတော်ဘုရားကလည်းတပါးလဲဆိုတော့ခင်ဗျားတို့ဒီအလုပ်တွေလုပ်ကြပါလားဗျာဝိုင်းဝန်းပြီးတော့ပူပေါင်းပြီးတော့ကိုစောဘုံရေးကျွန်တော်တို့ကိုစောဘုံရေးဘယ်မှာရှိတယ်ဘယ်လိုဆိုတော့ကျွန်တော်လည်းသိတော့အဲ့လိုမျိုးလေးလုပ်ရင်မကောင်းလားဗျာကိုတိုင်းပြည်ကိုနိုင်ငံအတွက်အနာဂတ်အတွက်ကလေးတွေနော်အခုသွားလုပ်ပေးလိုက်တော့အဆင်ပြေတယ်နော်ဘုန်းကြီးကတော့2015ခုနှစ်လောက်တည်းကဒီအကြောင်းကိုသူလုပ်ခဲ့တာလို့ပြောလို့နော်ကိုလက်သက်နိုင်တဲ့ဘက်ကနေဖေးမပြီးတော့ပါဝင်ပြီးတော့ကူညီပေးမယ်နော်အဲ့တော့ကျတော့ခမရတို့ကအဲ့လိုအလုပ်တွေမလုပ်ဘဲနဲ့ line ပေါ်မှာလူတူတယောက်ကိုတိုက်ခိုက်လို့ခမရတို့ကျွန်တော်ထောင်ချသွားရင်ခမရတို့ဘာဖြစ်မှာလဲဟမ်ကျွန်တော်ထောင်ချသွားရင်ခမရတို့ခုကျွန်တော်ကိုတိုက်ခိုက်နေတဲ့လူတွေခမရတို့ဘာရမှာလဲဟမ်ဘာရမှာလဲလို့ကျွန်တော်မေးကြည့်တာနော်ဘာရမှာလဲခမရတို့ကျွန်တော်အခုတိုက်ခိုက်တယ်ကဲခမရတို့ကျွန်တော်တရားဆွဲတယ်ကျွန်တော်ထောင်ချသွားရင်ခမရတို့ဘာရမှာလဲခင်ဗျားတို့ဗျာအုံအောင်မရှိတာနော်အဲကြောင့်မလို့ခင်ဗျားတို့ဟိုဘက်တစ်ဘက်ကညီတယ်ဟိုဘက်တစ်ဘက်ကတရောင်းစားအစအဲ့ဒီအရေးခင်းစပြစ်တွေကဒိုးပြည်သူရေးညီရလားဟဲ့ညီရတရောင်းသားလေးတွေကစခွက်ကောက်ပြီးဟိုဝါလက်ကုတ်တီးတယ်အဲ့ဒါပြီးကျွန်တော်ဟောဖြက်ညက်ကလောက်အောင်မယ်နော်ဝါလက်ကုတ်တီးတဲ့ကောင်ကလည်းခြီချိုးကလည်းအမတို့ပြည်သူတွေညီရလားဟဲ့ညီတယ်ဟာအကုန်လုံးကညီတာဒီဘက်ကလူတွေကမနာလို့မချူစိတ်ထားတာခင်ဗျားတို့ဒါကြောင့်မို့လို့မအောင်မြင်တာနော်လူတွေအများကြီးလူများပြီးချီးများတာပဲရှိတယ်နော်ဘာမှတိုင်းပြည်နဲ့နိုင်ငံလူမျိုးအတွက်လည်းထိရောက်အကျိုးမပြုနိုင်ဘူးနော်လူများပြီးချီးများတာခင်ဗျားတို့ကမှပြီးအယိုးများနဲ့ချီးကားတယ်လောက်တာဟိုကခင်ဗျားအုံနဲ့အင်းနဲ့လောက်တာနော် PDF တဲ့ပါသွားတဲ့ကလေးတွေကမစင်စားမစင်ကျင်ဘူးတို့ပြည်သူတွေညီရလားညီတယ်ဆိုပြီးတော့အုံနဲ့အင်းနဲ့နော်ဝိုင်းပြီးလှုပ်တာနော်ဝိုင်းပြီးလှုပ်တော့အခုမကြားဘူးတဲ့အရာတွေအောင်ကြားသွားရတာ PDF ပါလို့အကုန်လုံးဒီတိုင်းသားလက်နဲ့ကင်ကောင်းချမ်းသူတဘုံကတိုက်တာနော်ခင်ဗျားတို့စိမ့်ပိန်းတွေလုံးဝဘောမအစ်စ်တွေတိုင်းပြည်တို့လည်းထိရောက်မလုံနိုင်မဲနဲ့နော်တယောက်နဲ့တယောက်မနာလို့နေတာနော်မနာလို့ပြီးတော့ခင်ဗျားတို့ဖြစ်ပြနေတာကိုကျွန်တော်ကြည့်ပြီးတော့လေငါတို့ဒီဘက်ကထင်တယ်တော့မပေါက်ရောက်တာ
ဒါကြောင့်မို့လို့ပါလားလို့ခင်ဗျားတို့လုံနိုင်ခင်ဗျားတို့နောက်ကကျွန်တော်လိုက်ပါမယ်နော်လိုက်ပါမယ်ဘလောက်လုံနိုင်လဲကျွန်တော်ကြည့်ချင်လို့ပါနော်လုံနိုင်လဲကြည့်ချင်လို့ပါဘယ်အထိသွားနိုင်လဲကြည့်ချင်လို့ပါနော်ခင်ဗျားတို့ကိုကားကိုစီထည့်ပြီးတော့မှဟမ်တကယ်အနေရှိရဲ့နေရာကြီးမသွားဘဲနဲ့ဘလို့ဖြစ်ပြီးကျွန်တော်တိုက်ခိုက်နေရတော့ဗျာအုံလိုက်ချင်းလိုက်ဝိုင်းပြီးတော့အုံလိုက်ကြိုက်တာနော်အုံလိုက်ကြိုက်တာအဲ့လူတွေကဘယ်လူတွေလဲဆိုသွားကြည့်လိုက်ရင်တက်မတော်ဘက်ကလူတွေနော်တက်မတော်ဘက်ကလူတွေအမှန်တရားကိုလည်းမချပြရတဲ့လူတွေနော်အဲ့တော့ကျွန်တော်တို့အခုဒီဖားကန့်ပေါ့နော်ဖားကန့်လည်းတစ်တော့မှလေးတဲ့တက်တယ်ကျွန်တော်တို့လည်းပြောရဒါပေမဲ့ဒါကကျွန်တော်တို့မြန်မာတက်မတော်ရဲ့အောင်မြင်မှုရလက်တစ်ခုတော့ပေါ့နော်ဒါဖြစ်လာပြီပေါ့နော်တိုက်ပွဲတွေအတွက်ကောလူရင်အားလက်နဲ့ရအလုံးရင်းနဲ့ပေါ့နော်တောက်လျှောက်ဟိုဒီတိုင်းပြည်ရဲ့ဟိုပေါ့နော်အားကိုးရဆုံးနဲ့တိုင်းပြည်တို့အားထားရဆုံးကဘာတူလဲဆိုတာကိုပြည်သူလူထုတွေသိလာတဲ့အချိန်မှာကျွန်တော်တို့ line ပေါ်အော်ရကျတော့နှက်ပါတယ်ပြည်သူလူထုတွေပူးပေါင်းလာတယ်ပူးပေါင်းလာတဲ့အတွက်ကျွန်တော်တို့စကိုင်းမုံရွာလမ်းဆိုရင်ကျွန်တော်တို့ပြောပြမယ်စကိုင်းမုံရွာလမ်းအနောက်မြောက်တိုင်းစစ်တပ်နယ်ချုပ်တိုင်းတီရှိရလမ်းမှာနော်ဒီတက်မတော်ပဲထောက်ခံအားပေးတာပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်လူတွေသွားနေတယ်သွားလို့ရနေတယ်နော်အရင်တော့လို့မဟုတ်တော့ဘူးတဖြည်းဖြည်းနဲ့ပေါ့နော်ကျွန်တော်ကဒါနာမည်တွေတက်ပြောရင်မကောင်းလို့ဟိုဘာလို့လဲဆိုတော့ကျွန်တော်တို့အတိဆုံးဒါကျွန်တော်ဘာကိုပြောချင်လဲဆိုတာလဲသိတဲ့လူတွေသိတယ်နော်သွားကြတယ်သွားတယ်နော်တက်မတော်ကိုဖြောပြဖို့လို့ဘာလို့ညာလို့သွားလမ်းပေါ်မှာဘာ PDF မှမရှိဘူးတက်မတော်ကတကယ်လုပ်ပြီဆိုရင်မရှိဘူးနော်တက်မတော်ကလည်း तू ကသူ့အနေနဲ့စဉ်းစားရတဲ့လုပ်ရက်တစ်ခုတော့ရှိမှာပေါ့ဗျာအဲ့ဒါရောမပြောကြတော့ပါဘူးဗျာနော်အဲ့ဒါကြီးပြောလိုက်ရင်တော်နေဟူလို့မကောင်းလို့ဒီကျွန်တော်တို့ဗမာ PDF တွေလမ်းပေါ်မှာမာညာမယုံရင်တက်မတော်အဲ့အနီချောင်းပေါ်ပဲတက်ထားကြည့်လိုက် PDF ချီးတကောင်တော်မှမတွေ့ရအောင်နော်ချီးတကောင်တော်မှမတွေ့ရအောင်ဒါပေမဲ့စင်နီးပြူဟာရနဲ့အတက်ချင်တက်မှကြိတ်မယ်ဆိုတာလေတမျိုးတော့ရှိမှာပေါ့နောက်တစ်ခုကရွာတွေကျွန်တော်တို့အခုပြောတယ်အခုဖားကန်ဆိုပူးပေါင်းမှာနော်ပြည်သူကသတင်းပေးပါပူးပေါင်းလာရင်အောင်မြင်မှုတွေရလာမယ်ကိုယ့်ရဲ့ကိုယ်ဒေတာကိုမြို့တွေရွာတွေမြို့တွေနော်ခရိုင်တွေတိုင်းတွေအေးချမ်းလာမယ်နော်စီးပွားရေးတွေကောင်းမွန်လာမယ်ပြည်သူလူထုကလည်းအကြောက်တရားနဲ့အရန်ကိုကြောက်တယ်အခုကျွန်တော်ကိုပြောတယ်ကိုစောဝန်းရောတော့အားကြတယ်တဲ့ဒီလိုပြောတာဆိုတာတွေလှုပ်တာကိုင်းတာတွေတွားတာလာတာတွေဒါပေမဲ့အကိုလို့ကျွန်တော်တို့လိုမျိုးလိုက်လှုပ်ပါလားလို့အတူတူလို့တော့ကျွန်တော်မှမိသားစုရှိတယ်တဲ့ဟောဗျာကျွန်တော်မှလည်းမိသားစုရှိပါတယ်ဒီမှာသမီးလေးလောင်ဟိုဘက်မလဲနဲ့ဒီမှာကျွန်တော်သမီးလေးနော်တော့နော်ကျွန်တော်မှလည်းသမီးလေးရောသားလေးရောရှိတယ်ဗျနော်သမီးရောသားရောရှိတယ်ကျွန်တော်မှလည်းမိသားစုနဲ့ပဲလေဒါပေမဲ့အခြေခံစိတ်ကနိုင်ငံနဲ့လူမျိုးကိုချစ်တဲ့စိတ်တစ်ခုနဲ့ဒီလုပ်ကိုလုပ်တာနော်ကျွန်တော်ပထမဆုံးချစ်တာဒီနိုင်ငံဒီလူမျိုးကိုချစ်တာကျွန်တော်ဒုတိယချစ်တာတက်မတော်ကိုချစ်တာနော်တက်မတော်အဖွဲ့အစည်းကိုချစ်တာနော်နောက်တော့ဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေနော်ပြည်သူလူထုအားကိုးရတဲ့ဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေကိုကျွန်တော်ကချစ်တာနော်တကယ်ကောင်းခဲ့တဲ့ဝန်ထမ်းတွေဆိုလီးပဲဆိုတာဖနှက်ပဲတိုက်ရပစိုးပဲလျှော်ပေးရနော်ပြည်သူနဲ့ဝန်ထမ်းနဲ့ကြားမှာနော်တစ်ဖက်နဲ့တစ်ဖက်မြတ်တကြည့်ပြီးကူညီနိုင်မဲ့ဝန်ထမ်းတွေဆိုရင်ထိုင်မှာကြောက်ခဲ့မှာဇော်ဘိုးရင်တို့အဲ့လောက်မရိုင်းဘူးခင်ဗျားတို့ကအဲ့လိုတခုပြောရတယ်ဝန်ထမ်းတွေအကုန်ကောင်းနေပြီလားကျွန်တော်အမြဲတမ်းမေးတယ်နော်ကြိုးတော့တက်မတော်အကြီးကဲတွေအကုန်ကောင်းနေပြီလားအကြီးကဲဆိုတာခင်ဗျအစင်းစင်းရှိတယ်ကျွန်တော်အမြဲတမ်းပြောပြီးပြီနိုင်ငံနဲ့လူမျိုးကိုချစ်တဲ့တက်မတော်တရက်ပေါ်ထွက်အောင်ပြည်သူကအားကိုးရတဲ့တက်မတော်တရွက်ဒီခေတ်ပြတ်ထဲမှာပေါ်ထွက်အောင်အခြေခံစစ်တီမိသားစုတွေကအားကိုးရတဲ့ဒုတက်ချက်ကြီးစီကျူဒုရာခံဖို့အရာခံဖို့ဘို့ဒီလိုလူမျိုးတွေပေါ်ထွက်အောင်လို့ခင်ဗျားတို့ကျွန်တော်တို့ကပြောတင်ပြောတိုက်တဲ့စကားတွေဆိုရင်ပြောရမှာနော်
အဲ့တော့ခင်ဗျားတို့ကိုယ်တိုင်လည်းအဲ့စကားတွေမပြောဘူးအခုတော့တက်မတော်ကပြည်သူကလည်းတိလာတယ်ဒါဖားကန့်လို့ဘာလို့ဆိုရဲနေရာတွေကိုဒီနေရာတွေအဲ့လိုသွားလို့ရတယ်ဆိုတော့တက်မတော်အင်အားများတယ်နော်သွားတာအင်အားများတယ်နော်အဲ့လုံးခင်းကြောက်ဝိုင်းလို့ဘာလို့ဆိုပြေးတော့တာအဲ့မှာတက်မတော်အင်အားများတယ်ဒါပေမဲ့တက်မတော်ရဲ့စီမပေါက်သွားဘူးနော်စီမပေါက်သွားတဲ့အတွက်ဘာဖြစ်လဲအခုတက်မတော်ကအဲ့ဒီယွာနီကျုံးဆက်အကုန်လုံးကိုဖားကန့်အဲ့အနေထားကိုတက်မတော်ကလုံးဝစီးထားတာအခုနော်